မင်္ဂလာပါရှင်ကျမတို့လူလားသမိုင်းကိုပြန်ကြည့်လိုက်ရင်လေ2000ချီတက်တန်ရှိတဲ့ယဉ်ကျေးမှုတွေအမ်ပိုင်ယာတွေအများကြီးပဲနော် ဟုတ်ကဲ့တကယ်ကိုအများကြီးပဲ ကျမတို့လေးလာကြည့်တဲ့အရေးမဲတစ်ခုမှဆိုရင်ရှေးဟောင်းဖြူမျိုးပြတွေတဲ့ကုန်းတော်မူလန်းဆောင်နေပေါ့ အဲ့လာတွေကအိန္ဒိယတိုင်းငယ်တို့ကျုပ်ပြည်မချီတို့နဲ့ဘလို့ချိတ်ဆက်ခဲ့တယ်ဆိုတဲ့အသေးစိတ်ကိုဖော်ပြထားတာတွေ့ရတယ် ဟုတ်ပါတယ်ဒါကအဲ့ဒီအခါကတည်းကအပြန်လန်ဆက်ဆက်မှုတွေရှိနေခဲ့တယ်ဆိုတာပြနေတာပဲ မှန်တယ် အဲ့ဒီအချက်ကတကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်ကိုရင်တခုချင်းစီပါသူခေတ်တော့အခါနဲ့အောင်မြင်မှုတွေကိုပိုင်ဟန်တွေရှိခဲ့ကြတာပေါ့လေ ဟုတ်ကဲ့ ဒါပေမဲ့နောက်ထပ်အရေးမဲ့တခုကျွန်တော်တို့ဒီ pasted text လို့မှတ်ထားတဲ့စာစုထဲမှာတော့အခုခေတ်ရဲ့ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုကရင်ကတည်းကဘလို့မတူတော့ဘူးဆိုတာကိုအချက်လက်နဲ့ထောက်ပြထားတယ် အော်ဟုတ်ကဲ့ဘလို့မျိုးခွာထားသွားတာလဲရှင် ဆိုတော့လေနေနေမိတ်တီကတော့ခွဲခြားထားတော့ပဲဒါပေမဲ့တည်င်းချက်လက်တွေငွေကြေးတွေဂုံစီစီးဆင်းမှုတွေကအရင်ကချက်အစာပေါင်းများစွာမြန်ဆန်းသွားတယ်ကျေပြန့်လာတယ် ဟုတ်တယ်အဲ့ဒီစာစုတဲ့မှာပဲယာဒီဥရုပြောလဲမှုရဲ့တက်ရောက်မှုကိုခွဲချမ်းစိတ်ဖြားထားတာကျမတတိထားမိတယ် ဟုတ်ပါတယ် ဟိမဝန္တာဘက်ကရေခဲတောင်ကြီးအရေးပြောနှုံးမြလာတာမျိုးလေအဲ့ဒါကကျမတို့ဒီဘက်ဒီတာကမြစ်တွေရဲ့ရေစီးနှုံးကိုဘယ်လိုထိခိုက်စေနိုင်တယ်လဲဆိုရထစ်နိုင်ကြီးလေ့လာခြင်းမျိုးပေါ့ အဲ့ဒါတကယ်အရေးကြီးအချက်ပဲတဏှာရဲ့ပြဿနာကနောက်တဏှာကိုတိုက်ရိုက်ဘလို့ချိတ်ဆက်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့ဥပမာတစ်ခုပေါ့ ဟုတ်ကဲ့ အဲ့ဒါပြီးရင်ကဘာကယောဂါကိုကြည့်ရင်လေဒီချိတ်ဆက်မှုကိုပုံမြင်တာတဲ့ ဟုတ်ကဲ့နော် အရင်မြစ်ထက်ကမှတ်တမ်းတစ်ခုမှဆိုရင်ဗျကဘာတစ်ဖက်ချမ်းက virus ကူးစက်မှုအစပြုပြီးရပိုင်းအတွင်းမှာပဲတခြားနိုင်ငံတွေရဲ့လိစိတ်တွေမှာဘလို့ရောက်ရှိပြန့်လန့်သွားလဲဆိုတာကိုခြေရာခံပြတာရှိတယ် ဟုတ်ကဲ့ကြောက်စရာကြီးနော် ဒါကကျွန်တော်တို့တဦးချင်းစီရဲ့ကြက်မရေကကဘာနဲ့ချီပြီးဘလန့်တောင်ဆက်ဆက်နေလဲဆိုတာပြတာပဲ ဟုတ်ပါစီးပွားရေးဘက်မှာလည်းဒီတိုင်းပဲဖြစ်မယ်ထင်တယ် အဲ့ဒီတိုင်းပဲကဘာအင်အားကြီးနိုင်ငံတစ်ခုကစီးပွားရေးမူဝါဒအပြောင်းလဲလုပ်လိုက်တာနဲ့ကျွန်တော်တို့လိုနိုင်ငံတွေကတွင်းကုန်ထုတ်ကုန်ဈေးနှုန်းတွေပေါ့ဘလို့ရိုက်ခတ်သွားလဲဆိုတာအချက်လက်နဲ့တွေ့ရတယ် ဒါတွေကိုကြည့်ရင်လေအရင်လိုကိုယ်နိုင်ငံကိုယ့်လူမျိုးအရေးကိုပဲတီးတန့်ခွဲပြီးစဉ်းစားလို့မရတော့ဘူးဆိုတာအရင်ရှင်းပါတယ် ဟုတ်တယ် အရင်မြစ်တွေကတစ်ခုမှသုံးထားတဲ့စကားလုံးအတိုင်းဆိုရင် interdependence လို့ခေါ်မလားအပြန်အလှန်မိခေါ်မှုက international လာပြီ မှန်ပါတယ် ဒီတော့လေကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကိုတနိုင်ငံတည်းလူမျိုးစုတစ်ခုတည်းနဲ့ရင်ဆိုင်ဖို့ဆိုတာအဲ့တော့မဖြစ်နိုင်တော့ဘူး အဲ့ဒီအချက်ကိုအရင်မြစ်တီအားလုံးကရှုထောင်အမျိုးမျိုးကနေထောက်ပြနေကြတယ်တစ်ခုကစီးပွားရေးရှုထောင်ကနေအကျိုးမြတ်အတွက်ပူးပေါင်းဖို့ပြောနေခြင်းမှာ ဟုတ်ကဲ့ နောက်တစ်ခုကတဘာဝပတ်ဝန်းကျင်လိုအားလုံးနဲ့ဆိုင်တဲ့ကိစ္စဒီမှာမဖြစ်မနေပူးပေါင်းမှဖြစ်မယ်ဆိုတာကိုအချက်လက်နဲ့သတိပေးထားတယ် ဟုတ်ကဲ့ စိတ်ဝင်စားဖို့ကောင်းတာကအရင်မြစ်တစ်ခုတည်းမှာအဲ့ဒီလိုပူးပေါင်းဆောင်ရွက်မှုကိုအဟံအတားဖြစ်စေတဲ့အရာတွေပေါ့ဥပမာအမျိုးသားရေးအစွဲတွေယဉ်ကျေးမှုကွဲပြားမှုတွေ အဲ့ဒါတွေရှိတာပေါ့ အဲ့ဒါတွေကိုဘလို့ကြော်လွှားနိုင်မလဲဆိုတဲ့အဆိုပြုချက်နမူနာတွေကိုတော့ဖော်ပြထားသေးတယ် အော်ဒါဆိုရင်ကျမတို့ဒီနေ့အဓိကဆန်းစစ်နေတာကဒီရမြစ်တွေထဲကအချက်အလက်တွေကိုခြုံငုံပြီးတော့ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုရဲ့သဘောတဘာဝ ဟုတ်ကဲ့ ပြီးတော့ပူပေါင်းဆောင်ရွက်ခြင်းရဲ့မဖြစ်မနေလိုအပ်ချက်အဲ့ဒီမှာတွေ့ရတဲ့အခက်အခဲစိန်ခေါ်မှုတချို့ကိုနားလည်ဖို့ပါပဲနော် ဟုတ်ပါတယ် ကိုယ်နိုင်ငံကိုလူမျိုးအတွက်စဉ်းစားရင်းနဲ့တကယ်နဲ့ဒီကဘာရေးကိုပါထည့်သွင်းစဉ်းစားနိုင်ဖို့လိုလာပြီဆိုတဲ့အတိမျိုးပေါ့ အဲ့ဒါတကယ်အရေးကြီးပါတယ်ဒီလိုကမ္ဘာလုံးဆိုင်ဟာအမြင် global perspective ကိုမွေးမြူနိုင်မှာပဲကျွန်တော်တို့ရင်ဆိုင်နေရတဲ့ပြဿနာတွေရဲ့အရင်ခံကိုပိုနားလည်ပြီးရေရှည်အတွက်အဖြေရှာနိုင်မှာ ဟုတ်ကဲ့ရှင် ဥပမာဗျာအရင်မြင့်တဲ့ဖော်ပြတဲ့ online သတင်းမှာပြန်လာမှုလို့ကိစ္စမျိုးပေါ့ အခုဒါကတော်တော်ထင်နေတာ ဟုတ်တယ်ဒါကနယ်နိမိတ်မရှိဘူးလေကျွန်တော်တို့ YouTube ကြည့်ရင်ဖြစ်ဖြစ်လူမှုကွန်ရက်တုံးရင်ဖြစ်ဖြစ်တွေ့နေရတဲ့အကြောင်းအရာတွေကကပတစ်ဖက်ချမ်းကအဖြစ်ပြတည်နေဘယ်လိုဆက်ဆက်နေလဲ အဲ့ဒါတွေကကိုယ်အတိုင်းဝိုင်းအပေါ်ဘယ်လိုတက်ရောက်မှုရှိနေလဲဆိုတာကိုပါတတိပြုမိဖို့လိုလာတယ် ဟုတ်ကဲ့ဒါဆိုအနည်းချုပ်ရရင်အရင်မြစ်တွေအားလုံးကတညီတည်းထောက်ပြနေရကတော့ကျမတို့ဟာနေနိမစ်တွေယဉ်ကျေးမှုတွေဘလောက်ပဲကွဲပြားနေပါစေ ဒီကဘာကြီးပေါ်မှာအတူတူရှင်တန်နေကန်ကြရတဲ့လူသားတွေထက်တဲ့ကျမတို့ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကကဘာလုံးဆိုင်ရာတဘောတဘာဝရှိတယ်ဆိုတာပဲနော် အတိအကျပါပဲအရင်မြစ်တစ်ခုကတုံးထားတဲ့ဥပမာလေးကျွန်တော်တော်တော်သဘောကျတယ် ဟုတ်ကဲ့ ကဘာမြေပုံပေါ်မှာနိုင်ငံတွေကိုအယောင်အမျိုးမျိုးနဲ့ခွဲခြားထားပြီးမဲ့အပေါ်စီးကနေလေထုကိုကြည့်လိုက်ရင်ဘာအယောင်မှမခွဲထားဘူးတဲ့ အိုး
ဟုတ်လိုက်တာ ကျွန်တော်တို့အားလုံးရှူဆိုင်နေရတဲ့လေမိခေါ်နေရတဲ့ဂေဟာစစ်စင်ကတက်ခုတည်းပဲဒီအတိကကျွန်တော်တို့ရဲ့ပူပေါင်းဆောင်ရွက်မှုကိုတွန်းအားပေးတဲ့လို့ထင်တယ် ဟုတ်ပါတယ်ဒါကြောင့်မို့လို့ကိုယဉ်ကျေးမှုကိုတံပိုးတွေကိုထွင်းသိမ်းရင်းနဲ့တခြားသူတွေရဲ့ကောင်းမွန်တဲ့အချက်တွေကိုတင်ယူဖို့အပြန်အလှန်လေးစားမှုနဲ့အတူတကွလက်တွဲလို့ဆောင်ဖို့ကအနာဂတ်အတွက်အရေးကြီးဆုံးဖြစ်လာပြီပေါ့ ဟုတ်ကဲ့ အရင်မြစ်တီထဲမှာအချင်းချင်းပြောင်းပါနေတဲ့စကားတကုန်းကိုပဲထပ်ပြောရရင်နော် အဲ့ဒါကတော့တင်းနေငါကတက္ကပါထဲမှာနေရတာမမေ့ပါနဲ့ဆိုတာပဲဖြစ်မှာပေါ့ ဟုတ်ကဲ့ ဒီစကလုံးရဲ့နောက်ွယ်ကအတေးပေကကျွန်တော်တို့လှုပ်ဆောင်ချက်တိုင်းမှာတာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုတယ်ဆိုတာကိုတတိပေးနေသလိုပါပဲ ဟုတ်ပါတယ်ဒီစကားကိုအခြေခံပြီးတော့လေအရင်အမြစ်တီထဲကဆွေးနွေးချက်ဒီပုံမူတည်ပြီးစဉ်းစားစရာလေးတခုခြံထားခဲ့ခြင်းပါတယ် ဟုတ်ကဲ့ခင်ဗျာ ကျမတို့နေ့စဉ်ဘိုးရမှာပေါ့ကိုယ်တိုင်စိတ်ဝင်စားလို့ကြည်နေတဲ့ YouTube channel တစ်ခုကနေပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုပေါ်ဝင်းချင်းကအဖြစ်ပြက်လေးတစ်ခုကနေပဲဖြစ်ဖြစ်ဒီလိုကဘာလုံးဆိုင်ရာချိတ်ဆက်မှုနဲ့ပူပေါင်းဆောင်ရွက်ခြင်းရဲ့တင်းခဲ့တဲ့ထက်တီသာဓကတွေကိုဘလို့ရှာဖွေတွေ့ရှိနိုင်မလဲ စိတ်ဝင်စားဖို့ကောင်းတဲ့မိကုန်းပဲ အဲ့ဒီလိုတွေ့ရှိမှုလေးတွေကကျမတို့ရဲ့ကဘာအပေါ်ထားရဲ့အမြင်ကိုဘလို့များပြောင်းလဲစေနိုင်မလဲ